Bố nhà là nhà bí Chẳng lai Đây là đây Nên là cô nà gì nè Nên là xe mà Có gia đi đồ sử dụng thả Sao gác nhà nhìn Đấy là mọi Và đây là Sao gác Sư bố đi đi để có cái gì Anh sao gác đi đi ra lưu trình để về cái xe mà Nếu mà nhau rồiเขาความเจ็บปวดนี่ก็แต่แล้วก็รู้ว่าน่ะสู้นี่ได้ว่าปานาเลยแต่ทีนี้จะรู้ဒီလိုမျိုးနဲ့မရှိရဘူးဆရာဆရာပန်းကြံလေးအဲ့မှာဒီရှိထားတဲ့အခုခေါင်းရတာဘဝရတာအကြောင်းတည်းတွေအတွက်မှာဘာဆောင်များအတွက်တယ်မလေးကနောက်တော့မှကြီးကိုယ်ဝင်လို့ဆိုတော့ဘုရားရှင်ဝိရာလူက350ကျက်နဲ့ဒီနေ့မြေအိမ်ညာဒီလိုအဲဒီလည်းပဲအခုအိမ်သူရှင်ဖြစ်တဲ့နော်တော်ဝိရာလူကလည်းပဲ30ပေါ့အဲ့ဒါကဘဝရတာအတွက်ဘယ်လိုလူမြတ်အောင်တရားပြည့်ပြည့်ဦးတင်အောင်ကျော်တော်နေဝိရာလူက30နောက်ဥခင်အိုးတော်ကြီးကအမှုထားပြီးတော့သမီးတော်နေတဲ့ဝိရာလူက30ကျက်နောက်ဥကျော်စိုးတော်ခင်မာလာဝင်အယုံဆောက်ရည်ဒီလာတို့ရတယ်ဒါလူကိုတည်းနဲ့ငန်း3စုံငန်း4လုံးစတော့စစ်တူအောက်တော့ရတယ်ဆိုနော်အဲဒီပြီးတော့ဒီလက်ဆက်အများပြီးရမယ်အဲ့ဒီဘဝရည်နဲ့ပတ်သက်တဲ့အကြောင်းလေးတွေဆက်ဆုံးပြောပြချင်တယ်ဒီလိုမှတော့ညနေဆိုတော့စိတ်ဓာတ်တွေပေါ်တော့အဲ့ဒီဘဝရည်ကသူကျင်နေအပေါ်ပါလို့အဲ့လိုပြောလို့ရှိတယ်ဘဝရည်တော့ကြုံလာတယ်။ညောင်းလာရတဲ့များကြီးပရဟိတလုံငါအစဘဝရည်တာကပြောရတယ်။ပါတယ်လို့တရားတို့မြန်မာတွေကပရဟိတလုံငါသိဝါဒနာမပါဘူး။ပြောရင်တော့ဘယ်လိုပြောလဲအလေးခံနေကြတာပါပရာတရားတော်မြန်မာတွေတော့နံပါတ်1အလေးခံနေတာဟိုဟောတဲ့ပြောခဲ့တဲ့ဉာဏ်တော်အများစုကလည်းပဲအလိုအပ်ပုဂ္ဂိုလ်မြင်တဲ့ပုဂ္ဂိုလ်ကမြင်မှကျိုးရတယ်ဘုရားမြင်တဲ့ဆိုတော့ဘုရားကိုအကျိုးအများကြီးရမယ်အဲ့တဲ့သံဃာမြင်တဲ့သံဃာကိုအကျိုးအများကြီးရမယ်ဆိုတော့ဒီလိုလေးပဲနှစ်ပေါင်း1000နီးပါးနာကြခဲ့ရတော့ဘုရားဘာသာတရားအလူခံဆိုရင်ဘုရားနဲ့ဘုန်းကြီးရဲ့ဆေးရောက်တယ်။ဒါလည်းဘုန်းကြီးကပဲဟောခဲ့တာဟုတ်။အဲ့တော့ဘုရားနဲ့ဘုန်းကြီးပဲမလိုလဲသူလိုလဲသူဘုန်းကြီးနဲ့ဘုန်းဆိုးတယ်။သူတို့ကမောင်နေများတို့ကတန်ခါတကာထွက်ပြီးတော့ဆေးဝါးတွေဝေတာရှိတယ်။ရှိတော့ဘာလို့အားလုံးကြောင်းဆောင်မှာတော့ဘုန်းကြီးကြောင်းရအိကြောင်းဆောက်တဲ့3မိနစ်ရှိသေးတယ်။အမိုးကဒီတဲ့ကြီးကအဲ့ကြောင်းဖြစ်နေတာ။အပြန်ဆောက်အနောက်တော့ငါလည်းပြန်ကြည့်တဲ့ဆောင်းမှာဆောက်တဲ့ညာပြန်ဖြစ်ပြန်ဆောက်ဆိုတော့အလားတူပေါ်သွားတယ်။အဲဒီမှာတို့ရတယ်မှာအိမ်တော်ဆောက်နေတဲ့လူတွေလည်းအများကြီးရှိတယ်။အဲဒါမျိုးတော့ကိုယ်တို့ရတဲ့ဒုတိယရှိလုံးဝမလိုပဲ။အဲဒါသူ့ရဲ့ဆိုရင်ဘုရားကြီးတွေတတိယမှာကကိုယ်တို့ရတဲ့အပြင်အကျိုးရှိဖို့ပါဖြစ်တယ်။ကိုယ်တို့ရတဲ့အပြင်ပါပါတယ်။အဲဒါမကြဘူးအကျိုးရှိဖို့တက်တော့မမြင်သွားလို့ကုသိုလ်နဲ့ရပြီးတော့အကျိုးရှိမဲ့အလားကပုံသွားတဲ့သူတွေအများကြီးရှိတယ်။အခုပြောနေတာကပရိဒတ်တွေကသဘောတရားဆိုပေါင်းဆောင်တော်ဦးဆောင်တော့ဒီလည်းကျွန်တော်ပေါင်းဆောင်လို့ခေါ်တယ်။အဲ့ဒီချိန်ကတော့မြန်မာပြည်အင်္ဂလိပ်တော်တို့ကအင်္ဂလိပ်တော်ကလည်းစခဲ့တယ်။ဒီလိုအင်္ဂလိပ်ကဟောလို့ရတဲ့အချိန်မှာတို့ဘဝရည်တာကိုရန်ကုန်ဘက်မှာဖွင့်နေတယ်အင်္ဂလိပ်ကဖွင့်တယ်ဒါကြောင့်အုပ်ချုပ်တဲ့ပုဂ္ဂိုလ်တွေပြည်ရန်အင်္ဂလိပ်တွေအင်္ဂလိပ်ကပြည်ရန်တွေဆိုတော့အတိတ်တဲ့အကျိုးတွေပဲဘိုးရဲ့အကျိုးဘိုးဝါးတွေကသာသမီတွေဆုံးဖြတ်ခဲ့တာအဲ့တော့သားပြန်လေးကြမရှိဒီလိုတောင်းထားတယ်အများကြီးဒီလိုပါလေတိုင်းနဲ့ပါတာဆွေးနွေးကြအပွားကြီးရောက်ဒီလူသားသမီးတွေကတရားဖို့မယ်ဆိုပြီးတော့ခေါ်လာပြီးတော့အဲ့ဒီဉာဏ်ဝင်တွေကတရားထားပြီးတော့ထွက်ပြီးသွားတယ်။ဘာလို့ပြန်လိုက်ကြဘူးဆိုတာဈာန်လေးခါလိုက်တာ။အဲ့လိုမျိုးစတဲ့ပုံတွေတစ်ပေရှိတယ်။
ကြားပြီးနောက်တော့ဟိုဘယ်မှာဒီပေါ်တယ်ကြားတယ်ဆရာတော်တော့ဟိုနောက်တော့ခေါ်ပါလို့ဆိုတော့သွားလိုက်တယ်ဘုရားမပြင်တာပြီးတာလို့မှတ်လိုက်တယ်စိတ်ကောင်းပေါ်ကြားလိုက်တယ်အဲ့ဒီမှာဘာပဲလဲရှိတယ်ဆိုဘဝရတာဆိုတော့အင်္ဂလိပ်ကနေတော့ဘဝရတော့နေကြအဲ့ဒါကိုပေါင်းတော့လေးလာအေးလာတော့အေးတဲ့လူကြီးသူတို့ဆရာတော်ကနေတော့သိရပါတာကလေးပဲသဘောထားပြည့်တဲ့ပုဂ္ဂိုလ်ရှိလို့သဘောထားသိတဲ့ပုဂ္ဂိုလ်ရှိတာအဲ့တော့ဘဝရတော့အဆုံးတဲ့ခရိယာတွေကဒီခရိယာရေးတာတွေမှာနေခရိယာတွေမှာလည်းဝန်ခိုင်းတာအဲ့တော့ဘုရားမောင်းများစွာဘုရားဘာသာပြည့်တဲ့မြန်မာဘုရားရဲ့စားတော့နေရမရှိတော့ဘူးဒါမြေကြီးဆက်လက်ကြပြီးခရိယာနဲ့ဝန်ရတာအဲ့ဒါပေါင်းမှတွေ့လို့စိတ်ကောင်းဖြစ်တာ။အော်မတော်တော်ကြီးမှာဘယ်လိုချမ်းသာတဲ့တတိတွေရှိတဲ့ကြားရဘုရားဘာသာဘုရားရဲ့အတ္တကြီးကမှာအာရပြောင်းရတယ်။အဲ့တော့ငါတော့မြန်မာပြည်တွေမှာဘုရားရဲ့စားတဲ့ဒေတာမရှိလို့တခြားဘာသာမပြောင်းနေရဘူးတဲ့ဆိုပြီးတော့အဲ့ဒီဘောင်းကအထုရှိနေတာပြုတာသူ့ဘွဲရောင်းချပြီးတော့ဘုရားကြီးကဒီလိုလိုက်ခဲ့တာ။ဘယ်မှာလုပ်တဲ့တာတော့မင်းကောင်းမှာပေါ့။ဘယ်မှာလူရုံးလို့ပြောတယ်လို့နားမလည်။ငါကစားတဲ့ကောင်းနေတယ်။ကောင်းတော့တကယ်လို့တော့အဲမှာကောင်းတဲ့ရုပ်တွေပါပဲရှိတယ်။ငါတို့နောက်မှကုသဘောအကြောင်းလေးတွေတော့အဲ့ဒါဟောလို့တယ်။တော့တော့တော့ကောင်းတယ်တော့များတယ်။တော့လုပ်ရကြတယ်ဒီလိုလေးတွေ။အဲ့တော့ပဋိုက်တဲ့တုန်းကဒီဘောကြီးကစပါတာပဲ။ဘုရားလည်းဒီလိုတော့ပေါ့နော်။လုံးတာကြပါဝမ်းသာကြပါပဲ။ညဉ့်ညံလို့ပါလို့ဆိုတူတဲ့တခါဝမ်းသာတဲ့ကောင်းတယ်ဒီတူတဲ့ပေါ်လာတယ်တော်များတယ်နောက်တော့လက်တလင်းမှလည်းတူတဲ့တကားပေါ်လူလာကြပါစိတ်ဝမ်းသာပါကောင်းတယ်မြန်မာပြည်အဲ့လိုခက်တာလို့မြန်မာပြည်ကလေတရားလုပ်လို့ရှိရင်ဝမ်းလုံးကြတယ်အခုနိုင်ရင်းနေမှာပေါ့ဗျာဝမ်းသာကြကောင်းဝမ်းနေကြတော့တမျိုးလေးနဲ့နိုင်ရင်း10ရင်းလောက်ပဲခုစတိုင်းမှာဆိုတော့တင်း10ရင်းဟာလူရောက်တယ်ဝမ်းကြတာအမှန်အမှန်မတားလို့နေတယ်တကယ်တော့တတင်းကြီးကြော်လို့တော့ကျန်တဲ့ပုံပေါ်ရဘယ်လိုလဲလေဟိုအဲ့တဲ့ဒီတင်းနဲ့ဝိုင်းလို့ပေါ့တပါးလူတွေကဒါတို့ကတေးမှကိုငါတို့ကမသိခင်ကိုကြီးမရဲ့ဆိုပြီးတော့ဆေးရုံနဲ့လည်းလာလို့ဆေးမထောက်တယ်အဲ့လိုလားဟိုကလူနိုင်ငါနိုင်ရဲ့ဟိုကဒေတဲ့မှာတော့ဘောင်းတွေရောဟောဆိုတယ်အဲ့လိုဒီမျိုးမြန်မာတွေကလည်းကြက်တာဆိုတော့ကဲအမှန်တော့ဘုရားလောက်တော့ပြောပါလေသူလည်းပြောတာသူများမကူညီဘူးဆေးဝါးကိစ္စကနားလို့ကူညီဘူးဒါပဲဆေးရုံတက်တယ်လားတက်တော့ကူညီဘူးခုဒီနေ့ကငါးလေးမှလည်းဆရာတော်နားမဆရာဒီကမိုင်းပြောတာဟောဖို့ပဲပြရတာသူပြောတော့အောက်ဒီလေကားပေါ်လိမ့်ကြပြီးတော့မျက်စိပါပွေသွားအကျိတ်ကြည့်ပြီးတော့အောင်တော့ပြီးတော့သူနားလေးမှာ process လုပ်တာပြီးတော့အောင်နေပါတယ်ဆောင်းတဲ့ဘက်ကတော့ပုံပါဒါနမဆန်တဲ့လူလူမျိုးသမီးဒီတဲ့ဆင်းရဲတာသူကလည်းကုတာကသူလှုပ်ရှားတဲ့လေကလေးတောင်ရှိတော့အဲ့လိုပေါ့သူများလှုပ်တာလှုပ်တယ်သူများမလှုပ်တဲ့အောက်ပိုင်းနေတယ်ဒါကြားတဲ့လေးရတာကိုရှိပြီးသားမလည်းဘဝတာမရှိဘူးမရှိတဲ့နေရာမှာကျွန်တော်ဒီလိုဆိုတော့ကိုကြီးပြည့်ရတယ်ဒါလိုအပ်တာမရှိမှမရှိဘူးတဲ့ဘုတာဝေကဉာဏ်နဲ့နိဗ္ဗာန်တရားနာကြအောင်နော်ပြီးတော့အဲ့တာဝေကလေဟိုကြီးကြလို့ရှိရင်ပြည့်တယ်ဟဲ့တက်ပညာစာကိုတရားပြတယ်တက်ပညာတော့ပါပဲကာလေးတက္ကရာဆရာတော်ရောက်ပြီးကြည့်လိုက်အောင်ဘုံရအောင်လားမမေ့တဲ့နေရာရက်လိုက်တာပေါ့နော်တော်ကောင်းတဲ့ကာတာလေးခန္ဓာဆရာတော်ရဲ့ဒီလိုပဲအတိရတာနိလာနိဗန္ဓုနိပရိဒါနိသာအရိယတာနိတကိဘုရိဘုပြင်းမျိုးပြုဖြစ်တဲ့ဘွယ်သူနဲ့နိမကလေးဖြစ်ပေါ်လာတော့ဘလို့တွေကတော့ပြည့်တဲ့သိရကြည်ရတယ်နုနည်းလေးတွေပါလေကိုရဟောင်းဒီရကမှာအနုနည်းလေးဆိုတာမျိုးတာနိလာနိစိတ်အစိုးစိုးယူတော်ညောမြာတွေ့ကြပြဝေဖြင့်အလားရှိတဲ့ကလေးတွေဖြစ်ပေါ်လာတော့တခါဒီနုနည်းလေးတွေကတော်ကြလိုက်ဆိုစိတ်ပြီးတော့ကြိုးလာတယ်မှာညံ့ကြအသက်ပြန်ပြဗန္ဒုနိပိယပမအစင်းဝါသဖြင့်တွေ့ကြပါလို့ဒီပုံနာတော့တတိယလို့ကြတော့
ဝါပြီးတော့နောက်နေ့ကျတော့ပြေးကြမှာအဲ့ဒါတရားကြတလူဘာနာမီဒုက္ခိဒုက္ခဘောလာဖြစ်တဲ့တွေ့ပေါင်းတို့ကိုအဲ့လိုနေရင်ခါတဲ့ပရမမြည်လေးနဲ့အရွက်မြည်လေးတွေရင်းနေတဲ့စိတ်မျိုးပြီးတော့ဝါပြီးတော့ပြေးကြအဲ့ဒါကြည့်ပြီးတော့အိဋ္ဌပညာမကွဲမလျက်မြဲတူဆွဲမိပင်ကဆင်းလာမှပညာများကိုပန္နုတတိတောရိပ်ကြောင်းဝေကြောင်းတလေးဖြင့်ရှံဝေပေတတ်နိုင်တော်တည်းအဲ့တော့တောဝကကြည့်ရမယ်ဆိုရင်တက်ပင်လေးတွေကြည့်ပြီးတော့တောဝကရရနိုင်ပါလေဟိုလူတွေလိုပေါ့ဝေဝါကသာမြုပ်မြည်လေးဒီလေးတွေဟာသာဝရိယတာကြီးရဲ့ဟောပြီးတော့ကြတော့ထောက်တာသိရလေးလိုပေါ့ဒီလိုကလေးလေးအရွယ်ရောက်လာပြီး340အရွယ်ရောက်ပြီးပေါ့အဲ့ချိန်တော့စိတ်ကြည့်တဲ့ပြင်တဲ့လူပြန်တော့ဒါတော့90 80 90မျက်စိတွေမာနာတွေထိုင်ခါတွေကားပြီးတော့အစားတော်မစားနိုင်တဲ့ခါကျတော့ဝါနေတဲ့လူတွေပြန်တော့အဲ့ဒီတင်တဲ့ကြီးတော့သေးလွားပြန်တယ်ကြွေကြတဲ့သေးရတဲ့လူတွေဒါကြောင့်သာဝေကနဲ့ကြီးတယ်မယ်ဆိုရင်အဲ့ဒီတက်တွေတွေကလည်းကိုတရားပြတယ်ကြီးတယ်ပေါ့နော်ဘုရားတရားယောဂီတို့မဂ္ဂဒီဝါမင်းကြီးဆိုလို့ရှိရင်ယောဂီတို့ကြီးအောင်ရတာပဲသဘင်ကြီးကိုကြည့်ပြီးတော့တောထွက်တာပါကြည့်တော့ဘုရားကြီးတွေအဲ့တော့တက်တန်းစီတဲ့ချိန်တဲ့ကြတော့သူ့ဒီသဘင်တွေပါလေပြင်ပေးရတဲ့စက်တာတွေကဟာဒီမင်းကြီးသဘင်ကြီးတစ်ချောင်းပြေးပါလေဆိုပြီးတော့သဘင်ကြီးကိုအားနဲ့ထုတ်ပြီးတော့တော်ရဖြစ်တယ်။အော်ဒီနံငါရဲ့ကောင်းမှာဇမမင်းဟာအလံပြူလာဆိုင်ပါတော့လားဘာကတော့မသိရတော့လေဘောဂတနမေတတိပြေးနေပါတော့လားပြီးတော့ကားကြတာသူ့ရဲ့ဒီနံတွေကိုတားပြီးလို့အပ်ပြီးတော့တော်ထွက်ခဲ့ပြီးဟောကုတော်နဲ့ရုပ်ဒီနံသဘင်ကြီးပါလေတောင်းကညာပြည့်စရာပဲဒီနေ့ကြတော့ပြည်လာတာဒီလိုတွေဘယ်တော့အတွက်အမဲအောင်ဆိုးပလိုက်ပြီနောက်လာပြီပေါ့နော်ဘယ်လိုဒီမှာဆိုလို့ဒါနောက်လာကြတဲ့ယူကြတယ်အများကြီးနေတယ်အဲ့တော့အဲ့နောက်လာညာကလည်းပဲပြောခဲ့ပြီနိဗ္ဗာန်ဒီထောက်မှဖြစ်တယ်ဘာထောက်ပါအခုရုံးတဲ့နောက်လာညာကြောင့်ဉာဏ်အတွက်ကြောင့်နေယမမင်းစီရအရေးရတော့ရှိတယ်ဘာသာပြလေးပု္ပ္ပာလေးပြောလိုက်ကိုစားလို့ပြတဲ့ကောင်ပု္ပ္ပာအောက်လို့ရှိရင်ပြောကြဘူးလားကိုရမမင်းရဲ့ပု္ပ္ပာကိုပေါ်ပေးလိုက်တယ်ရမမင်းကငရဲကြီးရောက်လာတဲ့ပုဂ္ဂိုလ်များကိုငရဲကြတယ်မကြတယ်ပု္ပ္ပာ၅ခုမေးပြီးတော့ဆုံးဖြတ်တာအဲပု္ပ္ပာ၅ခုကိုမှန်မှန်ကန်ကန်ရှင်းနေပြီဆိုလို့ရှိရင်ငရဲကလွတ်တယ်အဲ့တော့ဒီယောဂီလုံးအောင်တော့အဲ့ဒီပု္ပ္ပာ၅ခုအဖြစ်သိထိုင်ငရဲကြတယ်လို့လေးလားဒီတော့ဟောတယ်ဘာလို့လဲဒီတော့မပြောဘူးဒီပြောတာနော်ကနတော့သူကမေကုံ၅ခုနေပါမေကုံ၅ခုကလူရဲ့လူနာရဲ့သူသေးရဲ့ကလေးရဲ့အင်းသားရဲ့အဲ့ဒါပဲမေးရဆိုတာကအရေးတော့မပြေတာဘူးတောင်းတန်းနေအောင်ပြေတာတမနာလူဝေးကြလဲလူကလင်းလေးလူပေါ်ကတော့လူတွေကိုတွေ့ဘူးလားသူပါလေအားလုံးလူတွေအဲ့ဒါလည်းပေါ့ဆက်မနာမောင်းလေးတော့အရေးကြီးတယ်အဲ့လိုသင်တွေ့တဲ့အခါမှာငါလည်းဒီနေ့ဒီချိန်ဒီလိုသိရမှာပါလားလို့သာဝကညာဖြစ်ခဲ့ဘူးလားအဲ့လိုမျိုးအဲ့ဖြစ်ခဲ့ဘူးရတယ်ခင်ဗျာဆိုဒီခါတည်းနဲ့ဖြစ်ခဲ့နော်သာဝကညာနဲ့ဒီကြလိမ့်လားအဲဒီတချို့ကဒေတာများအဘိဝလိုက်လို့နဲ့အတင်းတုံးနေတာဘာသာဝကပါလို့နော်စီးပွားရေးကစိတ်နာပြီးနေတာမိပါတာလည်းကားတယ်အဲ့လိုသာဝကမယူခဲ့ဘူးလေတော့မယူခဲ့ဘူးမှန်တယ်ရှိရအဖြစ်နေရဘူးအဲ့ဒါအတော့သာဝကလည်းအဲ့သာဝကမှုတို့ကငရဲကြောင်ခဲ့တယ်သာဝကညာတန်ဖိုးလေးတွေပေါ့အခုအဲ့ဒီသာဝကဉာဏ်တစ်ခုဖြစ်ခဲ့မှုတဲ့အတွက်ကြောင့်ဉာဏ်အထိုင်းဆုံးလူတရားဟာဉာဏ်နာဖြစ်တဲ့အတွက်ဉာဏ်နာဖြစ်တဲ့အပြင်အဘိညာဉ်၆ပါးပါတဲ့ကာလကလေးပြောတော့ဓမ္မဝရကလာတဲ့သုလကမထေလို့ခေါ်တဲ့အားဖြင့်သူတို့က
ဒီရာဇူကိုတို့ရမိပြန်ရာဇူကဒနာတိတိကြီးတဲ့တတိယသမီးတယောက်ကြီးတဲ့အင်မတန်မှကျော်လာပါတယ်သို့တော်ပြည်တယ်များဒီသမီးကခေါ်တဲ့ဆောင်တိုက်ကောင်းမှာထားလို့လေသူ့ကြောင့်ဆက်နေသူပေါ့ဗျာအဲ့ဒီအိမ်ကအစီကံယောက်ျားနဲ့သွားပြီးတော့ဤစားဖြစ်တာအနည်းစားလို့ပေါ့ဗျာအနည်းစားဖြစ်တတ်တာပဲဘုရားကတတိယကြပေါ့တို့တို့ဒီလိုမျိုးနဲ့ဘုန်းကြီးကတတိယရတယ်တိလားဘုန်းကြီးကအဲ့လိုပဲသူကအရင်ဘုန်းကြီးတွေကခဏခဏလူထွက်သွားတာကိုအဲ့ဘုန်းကြီးတွေကသူကတတိထားတယ်ပေါ့ဟိုကြောင်းချက်ပြုတ်တဲ့ဒကမထွက်တော်တာများဒီကချက်ပြုတ်တဲ့ဒကမကိုသွားတယ်ရုပ်ဆိုးလို့တကူမှပူကြီးပါတယ်မိမိုက်ထားတယ်ဒါဆိုရင်မထွက်တော့ဘူးနော်တော်ရုပ်ဆိုးလို့မိမိုက်တော့တကူကပူကြီးမခွင့်နိုင်ကြတော့မြင်းကူနေမှာပေါ့အဲ့ဒါပြည်နာသုံးလလည်းရှိရောဘုန်းကြီးယူသားတဲ့ဒကာတွေခေါ်ရတယ်ဒကာတို့ကြောက်လိုက်တာဘာလို့ပြန်အဲ့ဒီကောင်မကြီးပြန်ခေါ်ကြတယ်ဘောလို့ငါမျက်စိတွေပူပြောက်သွားပြီသူ့တော်နဲ့အဲ့ဒီအတတိယကြနော်ဘုရားမှာလည်းကြောက်စရာကြီးပူတော်ကြောက်သွားတယ်သူ့ကမြင်မှများတော့ဟုတ်လားဘုရားလည်းပြောလို့အဲ့လိုတော့မြင်များတော့အဲ့ဒီမျိုးသမီးကအဲ့ဒီကြောင်ကြားတယ်ဆွဲလန်းတမ်းတယ်ပြီးတော့တိတယ်လေယောက်ျားကြီးသူ့ဘဝကြီးပြန်လာဆွန်လာတယ်ထွက်ပြေးသွားကြတယ်အဲ့ဒီကြားသူကအိုးကြီးပေါ်ဗျာသူ့ဖခင်လည်းလက်နဲ့လည်းတော့တော့ထွက်ပြေးသွားတယ်တတိတော်ရှိတာသိလားအဲ့လိုနေရင်ပရမပုံရတယ်ဒီပုံရတော့တို့ရတဲ့သိပါတယ်ခလုတ်ရှိမှာပါတယ်အခုလည်းအမျိုးပါတာသူတို့ဆင်းရဲတာကိုအဲ့ဒါပြောပြအောင်လိုက်ပြောတယ်ယောက်ျားကဒီဘွားဒီမှာတော့နောက်ပြီးပါမှာဖွာပြရသေးတယ်ဒါဒီမှာအပြီးလို့ဆိုလည်းမရှိဘူးအားနေလို့လိုက်ပြီးတိုင်းတော့ဘုံပေါင်းပို့ရပါတော့ခိုးလာတာလေပေါ်လာတော့ခိုင်းတဲ့ဆိုတဲ့နေရာတွေလေတို့သမီးတွေကလည်းလင်းနောက်လိုက်တော့သူ့အဲ့ဒီသူ့အမှုကြီးကပါတယ်မိတောက်တာပေါ့ရေတန်းဆိုမှတော့အဲ့ဒါကသူ့တကယ်ရုပ်ကြတယ်ဘယ်မှာညာဘာမှကိုယ်တွေမှနဲ့ဟာတယ်နေနေပြီးကိုကောင်ပို့တာလေတပ်ဖို့ပို့ပါတယ်ချစ်ဖို့ပို့တော့ဒါလည်းမှန်တယ်ဘူနေတဲ့ကောင်တွေလည်းလိုက်သွားပြီးတော့လိုချင်တဲ့ဟာလေးအဲ့ဒါဆိုကြပါလို့ကြောက်ကြဟိုဗရိယနဲ့ကောင်လေးမှညာနောက်တစ်လောက်နဲ့တော့ကြတယ်ကောင်လေးကလူပါသေးတယ်ပေါ့လူပါသေးတယ်မာညာပေါ့အဲ့ကြောက်ကြမာယာလို့ပေါ့ဘာမာယာလဲအဲ့ကြောက်ကြမာယာလေဘုန်းကြီးမာယာပုံညာတတိယပြရတယ်ကျတော့ရင်ကပြောပါတယ်ဘိုးစိတ်ကဘိုးရပါဆိုတော့ဟိုဆုံးမကက်စင်တာတော့ကက်ရတယ်ဘိုးကြီးမာယာဘယ်လောက်ကောင်းလဲအဲ့ဒီကမာကြီးကတရားကောင်းကြပါတယ်ဆုံးမတဲ့ရှင်များတို့ဒါဝိနိဗ္ဗာန်မှာပါတယ်တဲ့ဟိုရှင်ပြဖျားနာတဲ့အချိန်မှာဆိုဒီမကောင်းရင်တော့ဆုံးခံမကြောက်နဲ့ဗျာဒီမှာဆုံးသားကြောက်ပါအဲ့လိုမာရဏိယဆက်ပြီးဒီလိုကြီးကနေတိုင်းကျမ်းပိုင်းမကောင်းတော့အဆုံးခံပြင်းနေတာဟုတ်တော့ကြပိုင်းနဲ့တော့ကြကောင်းတယ်နေလာဆိုတော့မာကြီးကျတော့မကြည့်တော့ဘူးတော်လုံးအားကြည့်ကြအောင်တော်တော်ဆိုးတဲ့ကိုလိုကြီးပဲငါရှောင်းတယ်တော့မှားပြီပေါ့နေုံဒီကလာမှမိမမာရနဲ့ပထုတ်မယ်ဒီဘုန်းကြီးနဲ့မိမမာရပြိုင်နေတယ်ဘုန်းကြီးကြွလာရှင်းပြပါလိမ့်မယ်ဓမ္မကြီးကောင်းတဲ့ကနောက်တော့ရှိလို့ဆုံးတာမကြွနိုင်လို့ဒီပဲဆုံးသားတော့မရဲဆိုတော့ဓမ္မကြီးကရှင်ပြတော့လူကြောင့်ပါသိတော့ရှင်ပြတော့သဘောကလက်နဲ့စားတယ်ပြီးတော့ဓမ္မကြီးဆန်းနေသမင်းချင်းနေရှားတာဘလို့မြန်မာနဲ့မှတ်ဖို့ဒီလိုဒီမှာဆန်းပြတ်နေတဲ့ဘုန်းကြီးတို့ပြောရတယ်ဆန်းမရှိဘူးတဲ့နေရောကဒီလိုရှင်ပြပြင်နေတယ်ဆိုတော့တောင်းမရှိတယ်ဆိုတော့တခြားအိမ်မှာဆန်းသွားရှိကြည့်လိုက်အောင်မယ်တဲ့ရရင်ကမ်းမယ်မရရင်တော့တက်ဘူးဓမ္မရဲ့ခံရဆိုတော့တကယ်လို့ဓမ္မရဲ့လေနာဆန်းရှိတယ်တော့တရားရင်မှာတော့အတင်းတော့တို့ခက်တာကဘုန်းကြီးဆိုတာလူထက်လေတဲ့လို့မှတ်ထားတယ်အဲ့ဒါဘုန်းကြီးရောက်တာလေအဲ့တော့ဓမ္မကြီးဆက်သွားရောဒီလိုတော့ရှောက်ထောက်လန်းလို့အခုတွေ့တာတော့လန်ပြီးတော့မပြောတဲ့ပြင်းငါရှိတယ်ဒီမှာနိုင်မှာလည်းပဲနဲတော့ကြာကြီးပဲမက်ဆီရောအမေကျန်တဲ့ဆောင်းတွေလေးသူတဲရတယ်ပေါ့ဘုန်းကြီးအပိုင်းမသိတာပြီးတော့ဘာမှမသိလို့ပြန်ချတယ်ဒီကောင်ကြီးတော့မသိချဘူးဒီဘုန်းကြီးအားမလို့အရှင်ဘုရားလည်းဆံမရဘူးလေဆုံးကန်းတယ်ကြွတော့ဒီဘုန်းကြီးမှာရဘုရားသာဒီကောင်ကြီးချင်းပါရဲ့ဗျာတဲ့ကျုပ်ဒီကောင်ကြီးအိမ်လာတဲ့လမ်းမှာမဟုတ်ရုံကြီးတွေ့တယ်ဟောလားဒီမဟုတ်လို့ဒီကောင်ကြီးစိတ်ဝင်လာတယ်
ဘာလို့တော့ပြတယ်ဝေအောင်ကြီးတယ်မာကြီးတော်ကြီးလားဓမ္မကြီးတာတော့ကျုပ်တွေ့တော့လေကျုပ်ကိုပေါ့မယ်ဆိုပဲပြင်းကြီးခန့်လိုက်တာသိလားအဲ့ဒီပြင်းရတယ်ဓမ္မကြီးကိုတော့လည်းနိုင်အောင်တိုင်းလို့ရှိတယ်ဟုတ်လားဘယ်တော့သိနေလဲဘုံမိုင်အဲ့ကျုပ်ကိုပေါ့မယ်ဆိုတော့အစွဲလေးတွေပြူတာဗျာအဲ့ဒီဆိုတာဓမ္မကြီးကိုတယ်မကျွမ်းဆန်စိတ်တော်ရှိတယ်အမလေးတော်တော့ပါမလကပ်ပါမယ်ဗျာကြိုက်ရတာဘုံမိုင်ရကိုဆိုရတယ်နော်အဲ့ဒါကြောင့်လည်းပြောပြီးမအောင်လို့အဲ့ဒါလို့ဆိုကြပါတော့အဲ့ဒါအဲ့ဒါလက်ခံတဲ့ပုံလေးမသွားရေးလို့ပြောတာသူကသူကြီးပို့ခဲ့တာကိုရောက်မှဒီပို့ရင်းမှာတော့အဲ့ဒါကြောင့်ဒီမှာရင်းနေတယ်ယောက်ျားတော့အဖို့အောင်တော့ဘူးအဲ့ဒါမျိုးဒီယောက်ျားအလုပ်သွားတဲ့အချိန်မှာငါးကမှတယောက်တည်းထွက်မယ်ဆိုပြီးတော့တယောက်ျားအလုပ်လဲသွားရောတခါတည်းကတေုံတော့ခတ်တင်းကြီးကိုတော့အဲ့မှာတော့ကျမယောက်ျားအလုပ်ကလည်းပြောလာရာဇူထွက်သွားပြီလို့မိဖွားပြီးမှပြန်လာတယ်ထွက်သွားတယ်ဒီတန်ရုပ်ကိုသူပြန်လဲလာမိမရှိတော့ဘူးလေအာတော့လိုက်ရှာတယ်ဆိုတော့ဆိုရင်တော့ကိုကြီးနဲ့ကိုရင်းမှတယ်တိုင်းတိုင်းရုပ်ကိုလမ်းပြလာပေါ်ညာအဲ့ပုံမှန်တော့30လောက်ဆို15မိုင်လောက်ရောက်ရတော့အဲ့ဒီတပီတပြောင်းမှာသူကနားတဲ့ချိန်မှာမိသွားတယ်မိတော့ရုံးပြီးတော့ရတာမိတဲ့ချိန်မှာတော့နောက်ဆက်မသွားခင်မှာပဲအဲ့ဒီလမ်းမှာဒီပွားရှာတယ်ပထမသားလေးတယောက်သွားတယ်ပန္ဒကလို့နာမည်ပေးလိုက်ပန္ဒကလေပန္ဒကဆိုအောင်လမ်းပေါ်လမ်းပန္ဒကလမ်းပေါ်လမ်းမှာပေါ်လို့ဒါနဲ့ပဲကိစ္စမှာမင်းကဒီပွားခြင်းလို့ရာဇီကတော့ဒီပွားလို့ဆိုတော့ဆက်မသွားပါနဲ့တော့ပြန်ရပါလို့ဆိုတော့ပြန်လိုက်ရတာပေါ့ဗျာဒီကြပြန်ရောဒါနဲ့တော့ကြတော့နောက်တစ်ပိုက်ပေါ်ပြန်ရောအထုံးတယ်နဲ့ပေါ့သူဒီနေ့ကဓမ္မကြီးလို့ပေါ့ဘယ်လိုပါမိုးတော်ဓမ္မကြီးရောလာတယ်ကျတော့ဒီနေ့တော့တရားစကားမောင်နှမှုတရားတဲ့ကလေးငယ်လေးလို့ဒီကောင်းတယ်လို့ဒါမဲ့လို့ခင်ဗျာနောက်နေ့လည်းဝင်တော့နောက်နေ့ကျတော့ကလေးကငယ်အောင်ပါဒါနဲ့ကလေးတော့မှလည်းဘုလည်းနောက်တော့ရတယ်ရတော့ပုံစံနဲ့တော့ပြန်ပြောတာပေါ့သွားကြတော့ကြောက်ကြပို့ပြန်ဒီပဲရွေးပြန်တာပေါ့အဲ့ဒါကစကမကသို့တော်တယ်သို့တော်ပါအဲ့လိုပြနေတာလည်းလမ်းမှာပြန်ပြီးတော့ဝင်မွေးပြန်တာတွေ့တာသာသားလေးအဲ့တော့နာမည်ပြီးတဲ့အခါကျတော့ဗန္ဒကဆိုနာမည်ချင်းကတူမှာဟုတ်ဗျာသူကလမ်းမှာဟုတ်တယ်တူတဲ့အတွက်ကြောင့်ပထမမွေးတဲ့ကလေးကိုအကြီးကြီးလို့မဟာဗန္ဒကမဟာအကြီးကိုပေါ့နောက်မွေးတဲ့သားကိုအငယ်ပြီးလို့သုလဗန္ဒကသုလကအငယ်ပေါ့လမ်းမှာဟုတ်တဲ့သားငယ်ပေါ့လမ်းမှာဟုတ်တဲ့သားကြီးပေါ့အဲ့လိုနိုင်ငံကလေးတွေရုံးလို့ပြောတတ်ဆိုတဲ့ပြေပေါ့ဗျာနော်ဘယ်နည်းချင်းနဲ့အရွယ်ကြတော့ဒီကလေးတွေအဲ့လိုအဖိုးဝါမရှိတာကိုဘေးရပြီးတော့သူတို့ကလေးချင်းကြံဖြစ်တဲ့အခါမှာညာဆိုဘေးရတယ်နေကြတာကဆွေမျိုးကိုမျိုးမရှိကောင်းတယ်မင်းတို့ဘုရားဘယ်မှာတော့တောင်းကျွတ်လျှောက်ပြောတာပြောတော့ကလေးတွေကမိုးပြန်လာပြီးတော့အမေကိုမေးတာမေးကျွန်တော်တို့မှာအဖိုးဝါတွေဘာတွေမရှိဘူးလားအနေခံရတယ်ဆွေမျိုးရှိလို့ပြောတယ်ဆိုတော့ကိုမျိုးတို့လည်းသူ့မောင်မြင်ချတာအားတွေတက်မိုးချတယ်ငါမှားတာပဲကိုတော့အားလုံးမှာညနာတယ်အဲ့တော့ခွင့်ပြောကြတယ်ဒါလို့ရှိတယ်တဲ့။နာမည်ကတတိသမီးရာသူမျိုးကဒနာတိဆိုတာသားတို့ရကိုခုတိရှိတယ်။အမေကသားတို့ရဒီစေကံရောက်တော့ထွက်ပြေးတာမသွားရလို့ဆိုတော့အဲ့ကိုခန္ဓာသားတွေဒါနဲ့တော့သူစဉ်းစားကြတာမိမမေတ္တာပြောကြပါတယ်။ကျောင်းနဲ့တိုင်းတော့အေးတဲ့ငါတို့ကကျမ်းမှာတိုင်းဒီသားနှစ်ယောက်လူငွေလူတော်ပြောင်းမှာမဟုတ်ဘူးဆင်းရဲတာဟုတ်အဲ့တော့သူ့ကိုအိမ်ပို့လိုက်ရရင်ဖြင့်ဒါလူငွေလူတော်ပြောင်းမှာပဲငါတို့တော့ပို့ရလို့ဆိုတော့မြန်ရောက်ဒီလေးမြောက်တဲ့ဆိုတော့ရားလေးကိုသွားကြတယ်တိတ်ခိကတော့များခုလိုရေးရထားတဲ့ကားတွေပြတဲ့ကမရှိဘူးလေချင်းချောက်တာများတယ်ချင်းချင်းနဲ့နွားလေးစီရတယ်အဲ့တော့ဒီနေ့ဒီတည့်ရပြည့်ရသူတို့ကတလားပေါ်ကြတယ်တော့စနေရသွားကြအဲ့မျိုးတဲ့ရောက်တော့လည်းပဲအဲ့ဒီအိမ်ကိုတက်မသွားရဘူးမျိုးလေကဆေးရချင်းမှာတဲပြီးတော့အတိအကျနဲ့အကြောင်းကြားတယ်တနာတဲ့တတိပင်သမီးနဲ့တော့လာနေပြီညီလေးနှစ်ယောက်လည်းပါတယ်ဆိုတော့တတိယလည်းစိတ်နာတယ်သူသမီးကသူ့မှာဆက်ပေါ်ရတယ်အဲ့
စာရေးပြီးတော့လူကြုံနဲ့ပြန်ထုတ်လိုက်တယ်ဒါညီလေးနှစ်ယောက်တော့ပေးလိုက်တဲ့မွေးပေးမယ်တဲ့တင်တော့နှစ်ယောက်တော့တို့စီမှာမနေပင်ဘူးတဲ့တင်တော့နှစ်ယောက်တော့ငါမှအဆက်ဆွဲအဲကျွန်တော်ဟိုကလှုပ်ရှားကြတယ်ပြီးတော့အရင်ကြီးငွေတွေအများကြီးပြီးပြန်ထုတ်လိုက်ကလေးနောက်လက်ခံလိုက်ဒါအချင်းပြီးနေဆိုတော့လက်ခံပြီးတော့ဒီလိုဆောင်ကြောက်ထားတယ်ပေါ့ဒီကလေးတွေလည်း20ကျော်ရောက်တော့တည်းရဲ့မဟာဗန္ဓကမဟာဗန္ဓလို့ခေါ်တယ်သုလဗန္ဓကသုလဗန္ဓလို့ခေါ်တယ်အဲမဟာဗန္ဓလေးကညနေဆောင်ရောက်လို့ခုရောက်လို့လေခုလာ9နာရီနော်9နာရီတနာရီဝဲနော်4နာရီညနေနိုင်ဒီမှာတရားဝလာကြအောင်လားအဲ့ဒါအဲ့ဒါနေ့စဉ်တရားကိုရှိဒီလိုကြရတယ်ဒါပန်းမှန်းဆိုတော့ကြတော့မဟာဗန္ဓကမေးကြည့်တယ်ဘာရှိလို့တော့ဟိုမြတ်စွာဘုရားနေ့စဉ်တရားကိုရှိတယ်ဆိုတော့သူလည်းလိုက်ပါအဲဘုရားတရားကိုနားလိုက်တော့ရုပ်သိသွားတယ်။ဩငါတို့ဘုရားဘာသာရဲ့ပန်းနဲ့နိဗ္ဗာန်ပဲဘုရားဘာသာပန်းနဲ့ပါတယ်နိဗ္ဗာန်ဆိုတာမှတ်တာအောင်ဒီလောဘဒေါသမောဟကိလေသာတွေပုံတော်လို့လားနိဗ္ဗာန်ဆိုတာဘာလို့ကိလေသာအကြောင်းတရားတွေချုပ်မှာတော့အကျိုးခန္ဓာတွေလာတော့အကျိုးခန္ဓာတွေကတော့ကိုယ်ချင်းနာချင်းလေးချင်းဖြစ်တဲ့လို့ရှိပါအောင်ရှိပါအဲ့ဒါသိပေါ်တယ်တရားမှာနိဗ္ဗာန်ချမ်းသာတဲ့ပေါ်တယ်ပြောဆိုကြပါလို့ယောဂီတို့ရဲ့လက်တွေ့ဖြစ်တဲ့ရှင်ပြောပြဒါမှမဟုတ်နိဗ္ဗာန်အမီးလေးပေါ့နိဗ္ဗာန်အတူရောင်လေးခံစားကြည့်အောင်တကယ်နိဗ္ဗာန်တော့မက်ဖို့ရမှာခံစားမှာဟုတ်မဆာတာလို့ပေါ့ဟိုစာမလို့ဆိုပါတယ်နိဗ္ဗာန်ချမ်းသာဥမာတွေအများကြီးကြတယ်ဓမ္မပြတဲ့ဥမာတွေကစာမပြတဲ့ဥမာစတာသူကအိပ်ပျော်နေတဲ့ဥမာတွေရုပ်လို့ဒီနေ့ချင်းနဲ့အိပ်ပျော်လို့ရမှာဘာမှမသိတော့အိပ်မကုန်မဲ့တော့ဉာဏ်အိပ်ပျော်တယ်အနေကျတော့အိပ်ပျော်တယ်ပေါ့ကဲအဲ့လိုအိပ်ချက်အိပ်ပျော်တဲ့လူတယောက်ကိုလေတရားလူတယောက်ကစေတနာတွေပို့ပြီးတော့သူဝဲလာတယ်ဟောရွှေဝဲစားတော့ဆိုင်ရစားတော့ဆရာအကောင်းသားတွေဝဲလာဒါမှမဟုတ်ဒီနေ့တည်းပြင်မှာအဲ့ဒါဝဲလာပြီးတော့လှုပ်ကြည့်တယ်အဲ့ဒါပေါ်အောင်လို့ရလာရောစိတ်ဆိုးတယ်ဘုရားမှာတော့အိတ်တာရတာပူစီတာဟုတ်တို့လည်းအဲ့လိုပြင်စိတ်ဆိုးမဟုတ်တော့ဘူးဒါဒီကျူရဲ့အစားပဲကျတော့အဲ့လိုအိတ်ရောရှားတယ်အဲ့တော့အဲ့လူကလည်းတော့ကောင်းတဲ့စားတဲ့သူရဘာလို့စိတ်ဆိုးလဲဆိုတော့အိတ်တာကိုဘောကြတယ်အဲ့တော့မေးကြည့်တော့အိတ်တာဘာခံစားလို့လဲပြောတယ်မလားဒါအိတ်တာကိုလည်းအစင်းအတန်နဲ့အရာတာတို့ဒီဘယ်ဟာကိုခံစားလို့ပြောလို့ရပါ့မလဲငါအဲ့ဒီအိုင်မှာစိတ်ရတယ်ဘုံညံ့ဘာမှအကျဉ်းအောင်တာလည်းအေးရနေပါလားအေးရပြီးအဲ့စိတ်တော်ဘောကြဒါကြောင့်ကိုရုပ်ကိုဒီနဲ့ကိုဖြစ်တဲ့ချင်းစားအိတ်ရတယ်ဒီတဲ့ဒီတာမှာဘယ်တော့မှတော့ရတယ်အဲ့ဒီမှာပြေးဖို့လေနိဗ္ဗာန်တစ်ခုအဲ့တော့နိဗ္ဗာန်မှာဘာခံစားမှုတော့မတို့ငြိမ်းချမ်းနေတယ်ဒါတော့အခြေခံလို့နည်းနည်းမြင်ရလို့ပြငြိမ်းချမ်းတာတော့မှာနေ့ချက်တော့အဲ့လိုတော့ငြိမ်းချမ်းလို့ပဲနောက်တစ်ခုကိလေသာကိလေသာဆန်းပြောပြတယ်ရုပ်ရည်ဒီမှာရုပ်တုကိုရုပ်လို့ကိုလူလောကဖြစ်လာလို့ရှိရင်အရှိငါဆိုတာမရှိဘူးလားရှိရတယ်ဘုန်းတော်ကဟိုမတင်ကြနေတဲ့ဒုက္ခတွေပတ်သက်ရှိရှိနဲ့ရှိနေတာပြောင်းရရင်မလို့ရအောင်လို့ဝဒနာကအဲ့တော့ရှိတာအပြတ်ပြတ်မသိဘူးတဲ့ဘောဆက်တော့ပြီးသွားအောင်အဲ့လိုကိုကရှိနေတဲ့အခါမှာနာမည်ကရှိနေတော့လားတင်သုံးရရှိနေရဆိုရင်သူတို့ကိုအချင်းချင်းဒီဝင်ရမလို့နေဘူးလားဘောမဆက်တော့ဘူးတဲ့ဆက်နေရင်မဆက်တော့ဘူးဆိုရင်အဲ့ငွေကိုမတတ်မဲ့ဘူးတတ်မဲ့တော့အဲ့ဒီရှိတဲ့လူကိုဒီကောင်ကရဲသွားနိုင်ကောင်းလားတို့မဟုတ်ဒီမှာဒီမှာမပေါ့တဲ့နိုင်ကောင်းလားငါတို့လည်းသွားချင်တာဟာသူစိတ်ထဲမှာဒေါသနဲ့ပူလောင်နေပြီနော်ဘာကြောင့်ပူလောင်ရတာလဲအပေါ်ရန်ပြီးတော့ဝေသိန်း300ရှိတာပြန်မလို့ပေါ့တကယ်စမ်းတယ်ဒီမှာဝေသိန်း300ကိုတတ်မဲ့တဲ့လောဘကြောင့်ပူလောင်နေတာအဲ့ဒါဘာလို့နေတာဟုတ်ဆွဲလန်းနေတာဟုတ်လူချင်းဆင်းရဲတယ်ပြောခဲ့ပြီလူချင်းပါအဲ့ဆိုလူချင်းနာကသမုဒိယသစ္စာဆင်းရဲတာကဒုက္ခသစ္စာဟုတ်လားဒီဒုက္ခရောက်ရှိပြီးတော့ပြန်လို့လူချင်းနာများတော့ဆင်းရဲတယ်ပူလောင်ပြီးခိတ်များတော့စားမရတော့ဒီကောင်ကဘယ်လိုတိုင်ကောင်းတော့
ဘလို့ထောင်းချအောင်လဲတွေ့မှာဘလို့ရိုက်လိုက်ရမယ်ပေါ့နောက်တော့တရားတော်တွေပြီးလာဩဒီလိုမပေးနိုင်လို့မှာတယ်တိမ်ပေါင်းကောင်းတဲ့ရှိချမ်းသာနေတာပဲဒီတုံး300များတော့ဘာဖြစ်တာမှလို့နေပြီးတော့အလူခံထဲမှာတိရစ္ဆာန်တော်ပါတယ်တိရစ္ဆာန်တော်ကျွေးနေတာဘဝတရားချမ်းသာတယ်လူမဲ့တိတော့ကျွေးနေတာဘဝတစ်ထောင်ချမ်းသာတယ်သူကလူတော်ဒီပါပဲဒီတစ်ခါလေးပါလို့နေပြီးတော့ပဲမယူတော့ဘူးဆုံးဖြတ်ချက်လိုက်တော့အေးစင်အောင်တက်ချင်းပြည့်ချင်းရိုက်ချင်းရဲနိုင်နေတဲ့စိတ်ကြီးကြီးလေးအဲ့ဒါနိဗ္ဗာန်နဲ့ကျင်လာရတယ်အဲ့ဒီဝေသိမှုရမှာတတ်မဲ့တော့လောဘကြီးတခဏတာရှင်းတယ်အေးချလိုက်တာအေးချလို့တော့ဒါနိဗ္ဗာန်မှာဆက်လို့ပြောကြတယ်အဲ့ဒါသူတည်ငါလေးကိုရဟန္တာလေးကအမြဲတမ်းခံလာဘယ်တော့မှဆိုလို့ရှိတော့ဘူးသာရှိကြတာမကြောက်ပါနဲ့မတ်ကျင်တယ်ပူလာတူဒီကမှာကြားရရရောဆရာတော်ရောသင်ကြားတယ်ဟိုရှိကြတာလည်းမတော့တရားဟောတယ်လည်းရတယ်ပေါ့ဆရာတော်ဆုံးတာကိုဆရာတော်အသိခံပါဆရာတော်တွေကလာနေကြတယ်အားပေးရတယ်အဲ့ဒီမှာတောင်းလို့လို့လူမရတဲ့ဆရာတော်တွေလည်းကြိုးပြီးဝင်တယ်ဆရာတော်တွေကျမ်းပြည်မှာနိုင်ငံရောပြင်မှာအဲ့ဒီမှာဒီလိုမမေ့ပါနဲ့မပြောဘူးလေလားဘုရားဆန္ဒနဲ့ပြောတယ်မမေ့ပါဘူးကြားတယ်တဲ့ကြတော့အဲ့ဒီမှာအဲ့တော့တော်ဆင်းရဲတဲ့ဒီပြည်လာလို့ဒီမှာလာတဲ့ကြောင့်ဆန္ဒနဲ့ပြောတော့ဝေကြံလို့ရှိဆရာတော်ရဲ့အဲ့တော့ဘုရားလည်းဆရာတော်ရဲ့ဝေ9000လို့ဆိုပြောတော့ဗျအဲ့တော့9000နေဦးကိုမှလည်းကြောင်းဘိုးရနဲ့လမ်းပြင်းရတယ်ဒီမှာကောင်းတာပေါ့ဗျာလို့တန်ခါဆက်မှာပါဒီလိုဆရာတော်စတင်လိုက်ဒါနဲ့ဆရာတော်လည်းအဲ့ဒီပတ်စာဒီလိုလူရောက်ကိုရှိတာအရှင်ရောက်လည်းသွားတော့ပါသေးတယ်ဘယ်လိုဆိုတဲ့လဲအဲ့ဒီတော့ကောင်းရတယ်ရှင်ရောက်တာခရက်တူလိုက်တာအရှင်ကသွားတောင်းတယ်လို့ဖာလို့တော့သူ့ရိုက်ကြအောင်သူတကယ်ဒီကောင်ပြောတယ်ဒီကောင်ကဓမ္မကြီးကြားပြီးရတာမရဘူးအဲ့ဆရာတော်ကတောင်းလိုက်တော့ကနေပါအောင်လို့ဓမ္မကြီးကလို့အဲ့ဒီကဘေးနိုင်ရင်လည်းမပေးတာလားမပေးနိုင်လို့မပေးတာလားဆိုတော့သူကဟုတ်တယ်လို့မပေးနိုင်တော့ဘူးလို့ပြောတာအဲ့ဒါဓမ္မကြီးပြောမှတ်တာလို့အဲ့လိုဆင်းရဲတော့ပေးကောင်းတယ်ဟုတ်လားဟုတ်တယ်သူလည်းသူတိုင်းမှာပါတယ်ဒီလားရှိတဲ့လူရောက်ပြေးလို့ဒီဘောကတသိန်းအောင်ဆန်းလာတယ်အဲ့ဒါဝိုင်းရဲ့ဘုန်းကြီးဆိုတော့ဝိုင်းတွေလည်းကြားပြီးမှန်းဖို့ရှိပါတယ်ဆရာတော်မှာသာဝတိလောက်ပြီးတော့ဒီလိုပြိစီရသူတို့မှဒီလိုမှမရဘူးလေတော့ဆရာတော်ကလည်းဆရာတော်မှာအဲ့ဒီဆင်းရဲတော့ဘယ်မှာသွားပြောလဲသူစိတ်ချမ်းသာကျမဝေလာတော့မယူတော့ဘူးရှင်းဖို့အပြီးပိုင်းပေးလိုက်ပြီးတော့သွားပြောလိုက်လို့ဆရာတော်ဒီလေးချပေးတယ်ဆရာတော်သွားပြောတာတော့ပါလေတို့တို့ကောင်းဝဲပေါ့ဒီမှာပြန်တော့လေးလာတယ်တော့တော့ဒီလိုလာလို့ရတယ်ကျန်တာတော့အဲ့လည်းပဲမဟာဗာလိကတရားနာပြီးတော့ဘုရားဘာသာပန်းနေတာယန္နာဖြစ်ပြီးတော့နိဗ္ဗာန်ဝင်ဖို့ပဲဒါရုပ်ဘုမကြလို့လို့တော့ဘုရားဘာသာပန်းနေတာယန္နာပြီးတော့ပါလို့ဘာသာပန်းနေအဲ့ဒါအောင်သွားကြတဝိုင်းတော့ရမှာကြာဘောဝိုင်းတော့လူလို့ရှိရင်လည်းပဲနိဗ္ဗာန်ရဖို့အဲ့လိုပေါ့ဒီလားဆောင်ရနိဗ္ဗာန်ရဖို့ဒါဆိုဘုံဘောင်းလည်းနိဗ္ဗာန်ရဖို့ဆိုတော့အာနိဗ္ဗာန်ကိုထောက်ပံ့ပေးနေတာဒါရဲ့သူတော့မှမဆိုတာပေါ့အဲ့ဒါတော့ကြည့်လိုက်ပြီးအဲ့လိုယန္နာဖြစ်နိဗ္ဗာန်ရဖို့ဆိုရင်လူလောကမှာစီးပွားကိစ္စတွေအများကြီးဒီကုသိုလ်တရားဆိုတော့ဉာဏ်ဉာဏ်ကလုံးနေတာယဉ်ဘဝဆိုတော့အချင်းချင်းလုံးနေတယ်ဆိုပြီးတော့သူ့ရဲ့ပါဠိကိုဖွင့်တော့တတိယလည်းဖွင့်ပြီးတော့ယန္နာဝဲဆိုပြီးတော့လာမြမကြဘူးမှာမဟာဗာမတရားယန္နာဖြစ်ယန္နာဖြစ်တော့ယောဂီတို့ဆောပြောခဲ့တဲ့ကိလေသာပုံနဲ့ငြိမ်းချမ်းတဲ့တန်တိဒုက္ခကိုမခံရဘူးလားတို့လိုမရဘူးပေါ့တို့တော့အားလုံးပဲချမ်းမသိနိုင်ဘူးတကယ်ချမ်းသာတယ်ငြိမ်းချမ်းတယ်တို့လိုစနစ်ကြီးလို့ဘာမှမလို့ဆိုရင်ဒီချမ်းသာတယ်လူကြီးနဲ့စိတ်ကြီးနဲ့အောင်လုပ်တာလူကြီးနဲ့စိတ်နဲ့ဒီချမ်းသာတယ်လူကြီးနဲ့စိတ်ကဆင်းရဲတယ်ဘုရားနဲ့ခက်တာကအဲ့ဟိုချမ်းနဲ့ချမ်းသာတယ်လူကြီးနဲ့စိတ်ကလည်းများတယ်တော့ဒုက္ခကိုဖြစ်ဒါကြောင့်လူကြီးနဲ့မစိတ်ကြီးအဲ့လိုမဝေးနဲ့ဇီဝဆိုင်တော်ကငါဒီလိုတိုးတက်လာရင်ဇီဝလာရင်ဘယ်လိုတိုးလိုက်လဲ
နာတာကနာဘလို့ချင်းရောက်လိုက်နေနောက်တော့ဘလို့ထောက်ပါနဲ့ဖိတ်စင်နေရှာတယ်အဲ့ဒါဆိုရင်လောဘပြီးတော့ဆန္ဒဖြစ်တော့ကုသိုလ်အဲ့တော့အဲ့ဒီသူရှင်ရရှိတဲ့ချမ်းသာကိုဟောဒီမဟာဗလာသူ့ကြီးစုလို့ပါကခံစားသိတယ်ဟုတ်လားအဲ့ဒါနဲ့သူ့ရဲ့ဘာယူထပ်ပြီးတော့ခဏအောင်ဘာကြီးကျွန်တော်ဆရာတို့ရဲ့ညီလေးကိုလည်းပဲသာမဏေဝဝင်ပေးပါညီနောင်မပါလို့ဒီလုံးရမှုချမ်းသာကိုခံစားသိခြင်းပါတယ်ဘာလို့ခွင့်ပြုတာဝက်ပေါ့အဲ့ဒါဝက်လိုက်ဘုရားတို့ရေပန်းရမှာပြဿနာတက်ပြီရဲ့သုလဘာမတိကဉာဏ်ထိုင်းနေတယ်ဘာဖြစ်လဲဘာလို့ထိုင်းနေလဲဆိုပြီးတဲ့လူဒီတပါရဒီ7လုံးပါတဲ့ခါရတကာဟောဥမာ4လဖြစ်တယ်ဟောဗျာစာတကြောင်တလားပြည့်တက4လပြည့်လို့အဲ့ဒီတကာရရပြီနောက်တကတက်ပြီးတော့တော့မေ့ပါဘူးညတာဆောင်းတော့ဘာကြောင့်ထိုင်ရလဲဒါစာသင်နဲ့ဆရာမတွေစာကြဘုန်းကြီးပြီးဆိုင်တယ်ကိုတတိတွေညာထိုင်တဲ့တတိတွေကိုအာမပြီးပဲစာဆက်မသိနေအောင်ဆဲမိဆိုမိရမ်းမိတဲ့ဆရာမတွေစာကြဘုန်းကြီးဒီလိုဝတ်တယ်အမိပါလည်းဒီအဲ့ဆိုတော့ဒီဟိုတိတ်ကွာတော့အဲ့လိုပဲစာချတဲ့ဘုန်းကြီးတော့ဆရာရောက်ရှိခဲ့ပြီဆရာတော်ကအဲ့တော့သူ့ရဲ့လက်နဲ့တပည့်ကြောင့်ညံတာထိုင်းတော့သူကအဲ့ကောင်ကိုစိတ်ညစ်အောင်ပြောလိုက်တယ်မင်းညံတယ်ဘယ်တော့မှစာမတတ်တော့ဒီတော့မရတော့ဘူးလေတော့ဘုကလေးကစိတ်ဆင်းရဲပြီးတော့တက်တက်လုံးစာမတင်တော့အဲ့တော့မတတ်တော့သူရဲ့အဲ့လိုဝစီကံနဲ့စိတ်ဆင်းရဲတော့ပြောခဲ့ဆိုရတာကိုရွေးကြောင်သူဒီဘဝမှာညံတာထိုင်းတာလေအဲ့တော့ဒါနဲ့တဲ့ပုဂ္ဂိုလ်တွေကိုမဖိနေဘူးစိတ်တဲ့ကြောင့်ပြောဖို့ရည်ကြီးတယ်။ဒါပြီးတော့ဆရာမကြီးကရုပ်တို့ချော့ရုပ်တို့ကိုအတန်းစာတာမတက်တာထိုးကြုံတဲ့သိပ္ပံပညာရှင်အများစုကအကြောင်းမလျော်တဲ့ပုဂ္ဂိုလ်တွေများတယ်။သူ့ဘာသူဝိရစာပြီးတော့ကျွမ်းကျင်သွားတယ်။အဲကြောင့်ကျောင်းစာမတော်တိုင်းလည်းပဲအလကားလို့လုံးဝမယူဆပါဘူး။စီဝါရေးမှာအရှုပ်များလို့စာမတဲ့ပုဂ္ဂိုလ်တွေအများကြီးနော်ကိုဦးစိုးနဲ့ပြောတဲ့ခိုင်းဆိုတာကြောင့်စင်ပုံကြီးအောင်လာတယ်သူ6တောင်းမှအောင်တော်တော်သူခန့်တဲ့ကိုယ်ကိုဘောရရဲ့ရောက်50ရှိဘောရတယ်သူကပြန်ခိုင်းရတယ်သူကတော့အတန်းထဲမှာအတန်းအောင်မှ300လူလည်းမဟုတ်ပါဘူးတန်းအောင်တော့လည်းပဲလောကကြီးကိုစောင့်နေတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်ဒါလည်းကြည့်ပြီးပေါ့ဘုလို့အဲ့ဒီဒီနည်းနဲ့အဲ့ဒီစင်းပါလို့ဆိုအဲ့လိုကြောင်းတွေပါအောက်မနေရဘူးလို့အထူးဆုံးတာပဲသူ့လိုပြောတော့အောင်တော့ဒါပဲဖြစ်အဲ့ဒါနဲ့သူ့ကိုမဟာဗန်ပေါ်ပြီးတော့ဆုံးပါတယ်ကမှနှင်းထုတ်လိုက်အဲ့ဒီတို့တာနာမောဝင်နေဆိုတာသာသနာရဲ့တာဝန်ကိုထမ်းဆောင်ခြင်းလို့ပေါ့ပရိယတ်ဒီစာပေကိုချာသင်ကြားမယ်ပရိပတ်ဒီပြန်ပေါ်တဲ့ခြင်းဉာဏ်နာပြသူများတို့လည်းတတ်တာပြီအဲ့တော့ဒီလိုအောင်အဲ့မှာပရိပတ်ဒီရပရိယတ်ဒီကိုခက်တယ်အခုမင်းကဒီပရိယတ်ဒီစာလေးကောင်မှာဒီတက္ကတာလေးနာဖြစ်ရလို့နောက်တော့ခါတာတို့မင်းကမေ့တယ်ဆိုတော့မင်းကသာနာကိုတို့လို့မရတော့ဘူးအဲ့တော့သာနာကောင်ကြီးအလုံးမလုံးနိုင်ရင်လည်းမနေတာပဲကောင်းတယ်မင်းကလူဖက်ပြီးတော့ကျောင်းအတွက်ပြန်တော့ရုပ်ရည်ရှိအောင်ရေးတာများရေးဆက်တဲ့လူမထင်အောင်လားဒါမှမဟုတ်တနာလို့အဲ့လိုဒီလားရှင်တို့ကိုရဟန်းတို့ဒီဘုန်းကြီးအားလုံးကိုဒီသာနာအရေးချိုးဒါလို့မလုပ်အောင်မလုပ်လို့မရဘူးတောင်းဝင်စာပေတောင်းဝင်နော်ဒီကပฏิပတ်တရားတောင်းဝင်တခုမှမထမ်းတော်ဝင်နဲ့သိတယ်စားတယ်ဆိုရင်အဲ့ဒါသိရင်တော့အကျိုးဆိုင်မှာဒီကံမှတွေပြောဒီနွားတွေရဲ့မှာတော့အကျိုးတွေတော့ပြီးနွားတွေတော့ပြီးမြင်းတွေတော့အကျိုးဆိုင်တယ်ခန္ဓာနဲ့အကျိုးဆိုင်တဲ့
ဝိဒါကစီးရဲ့ဝိဒါကကျောင်းမှာရှိရဲ့ဘောကိုထမ်းရတဲ့လူတိုင်း၄ယောက်ရှိတယ်အဲ့၄ယောက်အရင်တော့ဝိဒါကလူရဲ့ဆွမ်းနေစားခဲ့တဲ့ဝိဒါက၆တဲ့ကျောင်းမှာနေခဲ့တဲ့ဘုန်းကြီး၄ပါးဒီကနေ့သူတို့ရဲ့ဆွမ်းမှာကျောင်းမှာဘောပွားထမ်းအဲ့ဒါလည်းလို့ရှိရင်သင်္ကန်းဖို့ပြီးတော့သာနာလို့ဘာလို့လဲလက်ကားနေတယ်လက်ကားစားလို့အဲ့ဒါဒီမှာဒီတော့တော့ငါတော့ရောက်ပါတယ်မြေတံပြောလို့ရတယ်ရေးကြည့်တဲ့တရားတွေပုံပေါ့အဲ့ဒါကရှင်မကြီးတို့ဘောကဘာနဲ့တွေ့လဲဆိုရင်တစ်ပင်ပေါ်မှာလမ်းလျှောက်နေတူတယ်ဒီတရားဓမ္မတွေကတော့မြေပြင်မှာလမ်းလျှောက်နေတူတယ်မြေပြင်မှာလမ်းလျှောက်တဲ့ပုဂ္ဂိုလ်ကဘဒ္ဒသချော်လဲရင်ဘုံရုံပဲရုံဒါလေးတော့အဲ့တော့အဲဒီဓမ္မတွေလည်းကိုလိုတာပူဇော်တာဆိုတော့မကောင်းတဲ့အပြည့်ပြုံးပြီးပေါ်တဲ့နေကြီးတို့အပေကြတယ်အနည်းငယ်ပဲခံကိုလိုတာပူဇော်တာလို့ကိုကျွတော်ပဲခံလက်ပင်ပေါ်လိုက်တော့တဲ့ပုဂ္ဂိုလ်ကြတော့ချော်ကြရင်အနည်းဆုံးကျိုးမှာကိုယ်စမှုကြီးချက်အများဆုံးသိမှာတို့လိုပဲတဲ့ဒီလက်ခင်ဘဝရောက်သွားပြီနော်ယဟန်တန်ကိုရောက်သွားပြီဆိုရင်တရားဓမ္မဘုရားတန်ကတက်တဲ့လုံးစားတယ်တရားဓမ္မဘုရားကိုတက်တဲ့လုံးဝရကိုပြည်စီမှာတရားဓမ္မသူ့ရဲ့ကြောင်းမှာတက်တဲ့လုံးနေရတာနေမကောင်းရင်တော့တရားဓမ္မတက်တဲ့စီးပဲလုံးဆောင်ရတာကိုပြည်စီတကူမှရှိအဲ့တော့ပေါ်တယ်ဘယ်တော့မှမလဲကြပါနဲ့ညီလိုနှမလိုပြည်တယ်ပြောကြမနေနိုင်မှဖြစ်တတ်တာပေါ့ဒါကတော့ငါမထမ်းတာလို့ဆိုညီမထွက်လိုက်လူပါပေါ်တယ်ဖြစ်နေတယ်ဒါတော့ဘုန်းကြီးဆိုလို့ရှိရင်တော့စားပေးလို့တရားလို့ကိုလေမယမနာလို့ကြပေးတဲ့နေ့လောက်ကြဆိုလို့မနာကိုပေးမှလားအလကားမှာကားတော့မဝင်တဲ့ဘူးခံရရင်အဆခံမှာလို့အမှန်တော့ဆရာကဆရာတို့ရဲ့အဲဒီလူရဲ့လူတွေမှာပါတယ်လို့အဲ့ဒီနေရာဆိုရင်အပြည့်ကတော့မပြောရတော့ပါဘူးညက်ပင်လေးဆွဲနေတို့လေးစီးနေတယ်ရှိရတဲ့ကားပြီးတော့သူကလေးစီးတော့ဆုံးလာကြတယ်ဘာမှမကြည့်ရတာဟိုကန်းကန်းကပ်ပြီးတော့သွားမှာလေးရကျင်းသွားတော့ကန်းဝါရက်ကိုသွားဆိုတော့ရက်ကပြုတ်ပြုတ်တော့နားအရင်ကမျက်မတော့ပေါ့ဘာလဲရတယ်ဒီနေ့တော့သူကလည်းဒီနာလေးကြားနေဒီနာရောက်လို့အဲ့လိုနဲ့အဲ့ကိုတော့ပြန်လာမှုပါလေးကြတော့ဒီချိန်မှာလည်းလက်တော့ရတယ်လက်တော့ရတယ်နောက်ဆုံးချိန်ကျမှသူကအဲ့ဒီဟာငါတည်းကပုံမှန်သွားရင်းနဲ့မြက်ပင်ကြီးချက်ကန်နေတာဒီကနေ့ကကြားပါလားလို့သိတယ်တော့ဟာဒီနေ့မှာတခါကြီးတော့ဒလိဆန်အဲ့ဒါပြောပြတယ်ရုပ်ခဲ့ပြီးရဟန္တာဆိုတာတစ်ပင်ပေါ်ကသူနဲ့တူတယ်ချောကြရင်အနည်းဆုံးကျိုးမှာအများဆုံးသိမှာချောကြတာအဲဒီလောက်လည်းစောင့်တယ်အနန္တတော့မနေကြခိုင်းနေကောင်းတာထပါပါတယ်အဲ့လိုဖြစ်တယ်ကိုယ့်ဘာလူကနေမှပြတာမရှိဒါလူတွေရဲ့လုပ်ပြီးတော့ရဟန်းဥပ္ပဒါမှာရဟန်းလုပ်ပြီးတော့တေရောခါရကိုခါရသူများတော့လည်းပေါ်နေကိုယ်စင်မှာပဲအဲ့ဒါတော့မိုးစတဲ့ဘယ်တော့မှပေါ်တာဘူးစိတ်မပါဘူးမိုးစင်မှာမိုးစင်ဝင်နေဝင်တယ်ဆိုတာအလုပ်လုပ်ဖို့နော်ဒါလေးပြီးပေါ့အဲ့ဒါကိုသူ့လောကောင်သူ့ကနှင်းထုတ်တယ်အဲ့ဒါဆိုလိုပါမှာအဲ့ဒါမိုးရိုးပြီးတော့ကောင်းမထွက်ချင်ဘူးသူ့ဘာလို့မရှိလဲအဲ့ဒါသူ့ဘာလို့မသိချဘူးလေအဲ့ဒါဆိုတော့ပြောတာပေါ့သူ့ကယဟန္တာရုပ်လို့ကြည့်တယ်သူ့ညီကိုတရားရလို့သိရတာအဖြစ်ပဲအဲ့ဒါဆိုတော့ပြောတာပေါ့လောကမှာအမှားကင်းတာဘုရားရဲ့ရှိတယ်ကိုယ်မှနာတာယဟန္တာမှားတယ်ဘာလို့လဲဆိုတော့အဲ့ဘုရားရှင်သိတယ်ဟာသူ့လိုပန်းဒီမှာပါလို့မရှိတယ်အားနဲ့တွေ့မှဖြစ်မယ်ဆိုပြီးတော့အဲ့မှာသူတို့ကိုယ်လေးပြီးတော့ထွက်လာတဲ့အချိန်မှာဘုရားရှင်ကျောင်းဝါဆောက်ဒီတိုင်းကိုမိုးပြီးတော့ဘုရားရှင်အခြေတာပဲတော့မှာလို့ဆိုတော့ကျောင်းကိုဆောက်တယ်ပေါ့ပြီးတော့နာတော်ကြီးကနေလို့လည်းပါဘုရားလေးတို့လိုလေးရတယ်ဆိုတော့သင်မလဲခြင်းလဲတရားမလိုပါဘူးတဲ့သင်ကငါဘုရားဒီလိုလာတော့ဝင်လာတာလေတဲ့ငါဘုရားနဲ့လိုက်တယ်ဘုရားရှင်ကတော့ဘယ်လိုကြည့်ကြတော့ဒါပေါ်လာတာအော်လို့ပို့ပြီးအားလို့ကြည့်တတ်တော့အားမေးချင်မှာအားပေးတာမှန်တယ်အဲ့ဒီမှာဉာဏ်နဲ့ပြင်နေတယ်တော့သူ
ပေါ်ဖြစ်ကြလို့ဘုရားရှင်ပြေလို့အဲ့ဒါဘုရားရှင်အဲ့ဒီကတန်ခါကိုဆုံးသားလက်ရှိဆုံးသားကိုပြောမယ်ဆိုတော့ဘုရားရှင်ကအဲ့လိုတကိုးနဲ့လက်ကံပေါ်တစ်ချိန်ပြရောက်ချင်တာအဲ့လိုပင်ထားပြီးတော့ဒါတော့ခရကံဒါတော့ခရကံလို့ဆိုနေဒီမောဒီဆောင်းဒီမောကိုဆောင်းလို့ဆိုတော့ဗျာဟိုကြားလာလို့ရှိရင်ဒီမောနဲ့ညစ်ပတ်လို့ပြောတာပုံလေးပါပြီးတယ်အဲ့လိုဆိုပြီးတော့အမှန်ကန်တဲ့မျိုးပဲသူ့ရဲ့အရင်ကတောင်ဝကရှိတဲ့ဘောတော့ပြန်ပြီးတယ်အဲ့ဒီဆိုတော့ကြောင်းအဲ့လိုဆုံးတယ်ဆိုတော့တော့ဆိုတော့ဘုရားရှင်ကတာအားလို့ဆရာကြီးကတော့မှကြွားတယ်ဘုရားယောဂီတို့အဲ့လိုမျိုးဆောင်းနေလို့သူအသိဉာဏ်ကြီးလင်းလာဝင်လာတာဘုရားရှင်ကိုယ်တော်မြတ်ကြီးကသူ့ရဲ့အသိဉာဏ်တိတ္တသမာဓိပြည့်စုံတဲ့အချိန်မှာပညာဟောတာတဲ့ဘုရားရှင်ကိုယ်တိုင်ကိုသောသားအရာတွေပြီးတော့ကြောင်းပြီးတော့ဘုရားရှင်ကမြင်အောင်ကြားလိုက်တယ်ပြီးတော့မှဘာသာတက္ကရာဟောရာဂောရဇောနာသဘာနာရိဘောစတိရာဂပေဒံအနိဝဇနာရဇောတိဧနရသံဝိပစေယောနာဘေကောဝိဟရတိဧဝိကတသဇဇသာတနေဒေါသောရဇောနာသဘာနာရိဘောစတိဒေါတပေဒံအနိဝဇနာရဇောတိဧနရသံဝိပစေယောနာဘေကောဝိဟရတိဧဝိကတသဇဇသာတနေမောရဇောနာသဘာနာရိဘောစတိမောဟတိကံအနိဝဇနာရဇောတိဧကံရဇံဝိပါစေယောနာဘေကောဝိဟရတိတေဝိကတသတ္တသာရတိဒီပဲရတော့စဉ်းစားတသမြူမောဖုံးဆိုတာဟာစဉ်းစားအရင်တော့မြင်ထားတဲ့ညီရောဖုံးဟုတ်ဘူးတဲ့ဒါကကအစဉ်အတန်းနဲ့အရာသားတို့ကြည့်တွေ့အာယုံဆိုတဲ့အာယုံ6ပါးကိုတက်မှတ်တဲ့ရာဂလို့ခေါ်တဲ့လောဘဝိဒနဲ့ညူလို့ခေါ်တာရှင်သာသစ္စာညူဆိုတာရှင်သာအရင်ကကျင့်ခဲ့တယ်လို့မြေရင်ဟောကဒီမဟုတ်ဘူးသူတို့ကအကျိုးပစ္စည်းရပြည်ကြောင့်တွေးတဲ့ဒေါသကိုညူမောင်းလို့ပြောနေတာရှင်သာသစ္စာဆိုတာရှင်သာမြင်နေကြတဲ့တွေကိုလည်းမဟုတ်ဘူးအမှန်မသိတဲ့ဒေသလေးတော့မသိတဲ့မောဟကိုပြောနေတာအဲဒီလောဘဒေါသမောဟတို့မျိုးကိုပယ်လိုက်ပြီဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ဒီမြို့ကင်းတဲ့ဘုရားသာသနာမှာချမ်းသာတာလေးရပါပြီတဲ့အဲ့တော့ပြောလို့စဉ်းစားကြည့်တို့တွေအားလုံးစိတ်ဆင်းရဲကိုယ်စဉ်ဖြစ်တဲ့တို့တွေလောဘဒေါသမောဟဆိုတဲ့မျိုးမောလေးကြောင့်လေလင်းညာဆရာဟောခဲ့ပြီပဲလောဘဒေါသမောဟဆိုတဲ့တရားတွေလက်ခံလက်ပြီးဆိုရင်အဲ့ဒါအယုံညာကိုဖြစ်ပါတယ်ဒီပြောခဲ့ပြီအဲ့လောဘဒေါသမောဟကိုပယ်နိုင်လည်းပဲအနိစ္စတော့ဖြစ်သွားတယ်အဲ့ဒါလည်းလို့မညာဘူးအခါလေးကြာတာလေးမှတ်လေးပေါ်တမချင်းကြာတာအဲ့ဘာနဲ့ရဟနာဖြစ်ရဟနာဖြစ်လို့ဘင်းချောင်းပါရအဲ့ဒီတော့ရတဲ့ဘုရားမြတ်ကြီးကဆွမ်းတကဆရာကြီးကပြောတယ်ဆရာကြီးကကျောင်းမှာရဟန်းတော်ဘာချန်လေးတွေသွားပြီးတော့ပြင်ကြည့်ပါအဲ့ဒါလည်းဒါကိုသွားကြအောင်ဒီညမှာလို့ရည်တယ်တို့ကယူလို့ပရိနာမိတာ၄ပါးပါရဆိုတော့ဗျာရဟန်းလည်းဖြစ်တယ်ဘယ်နည်း၆ပါးလည်းရတယ်ပိဋကသမုပ္ပါအကုန်တက်ဒါတော့စာပေဥစ္စာတွေကြီးပါပါတယ်အဲ့တော့ဘုရားလာလဲပြင်ရမရင်းနဲ့ကရုံးလို့ရေအဲ့ဒီသုလပန်နဲ့တူတဲ့မထေပေါင်း1000ခန့်နဲ့ထားတယ်တကိုးနဲ့ပြည့်နေတာကပြောတော့ဗါတဲ့အပားတော့ပြန်ပြေးတော့ဘောတော့လည်းမသိဘူးဘုရားတော့မြတ်စွာဘုရားကဟိုသုလပန်မထေနဲ့ဘုံလူရအပားတော့ဖြစ်နေပါတယ်ဘုရားဆိုတော့အဲ့ဒါဆိုလို့ရှိရင်လေအရှင်သုလပန်မထေလို့ခေါ်လာအေးလို့တူတဲ့ကိုယ်တော်ပြင်းခဲ့အဲ့ဒါကိုသွားတယ်ရှင်လူပါမတိဆိုတော့အပါဒတော်ရေးနဲ့ပြီးတော့ခေါ်တတ်တော့မပညာပြတယ်သူ့ကိုအချက်ခွက်ခဲ့လို့အပြန်ပြေးနေအောင်အပေါ်ထူးတယ်ဗျာဒေသမရှိဘူးတဲ့ပထမဆုံးထူးတဲ့ကိုတော့လက်ကိုဆိုတဲ့အဲ့ဒီတော့ပါလိမ့်မယ်ပြန်ပြီးတယ်အဲ့ဒီတော့ကအရှင်လူပါရေးတဲ့ပြီးတော့ပထမဆုံးကိုလက်ကန်တော့ကျန်တဲ့ဘဝပြောင်းအဲ့ကြောင့်ပင်ဘုရားမဟာဗန္ဓေဆောင်းတော့သူပြစ်တဲ့နေရာစိတ်ဆက်ပြီးတယ်လို့
ကျမ်းပါတဲ့ဉာဏ်နဲ့ဒုက္ခအဲ့မှာခြေသားဟောဒီဆုံးတဲ့ကောင်သင်ကိုယ်တိုင်ပဲတရားဟောပြီးတော့ကျမ်းရေးခဲဆိုတော့ဉာဏ်ကြီးကံဟောတဲ့ဘောဉာဏ်နဲ့တော့ဝိသာဝတ်တယ်မပါဘူးပရိနာမိကြပတ်တာပฏิကတော့ပေါ်ပြန်နေတယ်အဲ့မှာသူကတရားဟောပေးတာအဲ့တော့ဒီနဲ့ဆိုဒီကောပြန်ဆိုလို့ရှိရင်အဲ့လိုလက်ကံဝါလေးကိုစုပ်ချေရုံနဲ့ဒီမှလေးကိုရဟန္တာပို့တာဘာကြောင့်လဲဆိုရင်သံဝေကဉာဏ်မြင်လို့နိဗ္ဗာန်ဝင်တာဘာညာမြင်တာသူဒီဟောဒီဆိုလိုပါတယ်အလေးဘဝတော့ဘယင်တစ်ပါးဖြစ်တဲ့လူတွေတိုင်ခံတဲ့နဲ့ကုလိုလူကဖြစ်ပါတယ်လေကကျွေးကြံတာပေါ့အဲကျွေးကြံတဲ့အခါမှာဘုရားလက်ကံဝါလည်းအလေးကျရှိရင်မလိုပါဘူးအဲသူဝတ်ထားတဲ့ဝက်ဒီကိုသိုးနေအဲ့ဒါချူလုပ်လိုက်တယ်အဲ့တော့ချူလို့တဲ့အကောင်းသားပစိုးရပြည့်တယ်လို့ချွေးနေတယ်လို့ပြောတော့အဲချွေးလေးဆိုတော့ပြတ်ပါတော့အဲ့မှာတောင်းကဖြစ်တာဩဒါတော့ဖြူနုတဲ့ဟိုကလေးကဒီစံငါခန္ဓာဆိုတဲ့ချွေးကိုတွေ့လိုက်တာမြင်နှမ်းသွားပါလားငါတို့ခန္ဓာကိုယ်ကမြင်နှမ်းတဲ့ခန္ဓာကိုယ်ကြီးပဲပူလောင်တဲ့ခန္ဓာကိုယ်ကြီးပဲနော်ဟောအပြင်ကနေကူတကူလေးကလောက်ပူလောင်လို့ရှိရင်တို့ရဲ့တဏ္ဍာမှာရှိတဲ့လောဘဒေါသမောဟမာနဒိဋ္ဌိဝိသုကိစ္စဌိနာဩဒိစ္စအာယိကအနိကပါဆိုကိလေသာဆေးဝါးလောင်နေငါတို့ခန္ဓာကိုဘယ်လိုမျိုးပူလိုက်နေမလဲဒီကိလေသာတွေကိုမှချမ်းသာမှာပါလားတောင်းကလေးဖြစ်တာပေါ့အဲ့ဒီတောင်းကလည်းဒီဘဝမှာဒီကလက်ကံဝါလေးစုံနေရုံနဲ့ဉာဏ်နာဖြစ်တာအဲ့ဒါတရားတော်မှာတို့တွေ့တဲ့နေရာမှာတောင်းကဉာဏ်ယူပြီးတော့နိဗ္ဗာန်ဝင်တဲ့ဘုရားဝါနည်းများဘုရားမလို့ဖြစ်ကြပါလို့ကုန်သတည်းတုံးလို့ပြရရှိရတာမတတ်တာကြတယ်တင်ငန်းရောဒီမှာဆက်လာတယ်အခုငွေပဲနေတော့တင်ငန်းပြီးမှဆက်လာစေတာလို့အားလုံးပြုလုပ်နိုင်မှုတွေအများကြီးကြရအောင်ဣဒံမေဂုံဉာဏ်